ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီတစ်ခေါက်မှာတော့လူချင်းမင်းတို့အတွက်အရန်ကိုမှနေရာကောင်းတဲ့အရန်ကိုတန်တဲ့မြေကွက်တစ်ခုကိုမှမိတ်ဆက်ရောင်းချပေးအောင်မှာဖြစ်ပါတယ်ခင်ဗျာဒီမြေကွက်ဆိုရင်ဖြစ်ကျွန်တော်တို့ကလောမျိုးနဲ့အနီးဆုံးကြေးရွာကြေးကုန်းကြောက်တန်းကြေးရွာမှာကြေးကုန်းကမြေကွက်တစ်ခုကိုမှမိတ်ဆက်ရောင်းချပေးအောင်မှာဖြစ်ပါတယ်ခင်ဗျာမိန်လန်ဘေးမှာတရှိရဲ့မြေကွက်တစ်ကွက်ဖြစ်ပြီးတော့လက်ရှိရွာခန့်အင်ကနေပြီးတော့ခွဲရောင်းတဲ့အတွက်ကြောင့်ရွာမြေစစ်ပိတ်ဆိုင်မှုအတွက်တရားခိုင်တော့အဆင်ပြေတဲ့မြေကွက်တစ်ကွက်ဖြစ်ပါတယ်ခင်ဗျာဒီမြေကွက်ရဲ့အကျယ်ဝန်းဆိုရင်ကျွန်တော်တို့မျက်နှာပွင့်ကတော့60မှ5ပြီဘေးနှစ်ဖက်နောက်ပိတ်65နဲ့65ပတ်လေရှိတဲ့မြေကွက်တစ်ကွက်ဖြစ်ပါတယ်ခင်ဗျာဒီမြေကွက်ဒီရွာမြေစစ်ဖြစ်ပြီးတော့လမ်းကျယ်လမ်းကောင်းလမ်းဘေးမှာရရှိမယ် view လဲလာမယ်ကျွန်တော်တို့ရင်ပြီးလဲလွယ်ကူတဲ့မြေကွက်တစ်ကွက်ဖြစ်ပါတယ်ခင်ဗျာဒီမြေကွက်လေးကိုရောင်းချရမယ့်ဈေးနှုန်းကတော့3200ကိုမှပိတ်ရှင်တဲ့ညှိနှိမ်ဈေးနဲ့ရောင်းချပြီးတော့မှဖြစ်တဲ့အတွက်ကြောင့်ဒီမြေကွက်လေးကိုကျင်းနေတတ်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ CV သို့မဟုတ်ဖုန်းနံပါတ်ကနေပြီးတော့ဆက်သွယ်ပြီးတော့ဝယ်နေပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ရာဇာဖြစ်ပါတယ်ခင်ဗျာ